အားလုံးပဲမင်္ဂလာပါရှင်။တကြံအတန်းနေ့မှာစတေလာတို့တငယ်ချင်းတွေလူလဲစုံနဲ့အပြင်လဲမသွားဖြစ်ကြဘူးဆိုတော့ဒီနေ့မှာထိုင်းမုတ်တီလေးကိုချက်စားဖြစ်ပါတယ်။အားလုံးပဲလိုက်ချက်စားလို့ရအောင်ပေါ့နော်။စတေလာချက်နီးလေးကိုတစ်ခါတည်းတင်ပေးထားပါတယ်။အရန်ကိုစားကောင်းတာမို့လို့တစ်ခါလောက်လိုက်ချက်စားကြည့်ကြပါအောင်နော်။ဒါကတော့ဟင်းရည်ထဲမှာအဓိကထည့်မဲ့ပါဝင်ပစ္စည်းလေးတွေပါစိတ်ဖူဒါကတော့ပဒဲကိုချက်သွန်နီးချက်သွန်ဖြူငရုတ်6တောက်ရှောက်ဘလူးရွက်ပေါ့နော်ဒါကတော့မုတ်တီနဲ့တွဲစားမဲ့အရွက်တွေပါထိုင်းငပိရေချိုငပိစိမ်းစားနဲ့ဆပ်ပလင်တို့ပဲဖြစ်ပါတယ်ဒါကတော့ရေဆေးတန်းစင်ထားတဲ့ငါးသားလုံးချက်သွေးရဲ့ဒါကတော့မခရယ်ငါးတစ်ကောင်ပေါ့နော်အရင်ဆုံးငါးနဲ့တူတူတစ်ခါတည်းထည့်ပြုံးမဲ့စိတ်ဖူးလေးတွေကိုပပလေးတွေလှီထားပါမယ်ပဒဲကောနဲ့ဆပ်ပလင်လေးတွေကိုလည်းပပလေးတွေလှီထားပြီးတစ်ခါတည်းပြင်ဆင်ထားပါမယ်ဒါဆိုရင်စတေလာတို့စချက်ပါတော့မယ်ရေ1လီတာခွဲထဲမှာငရုတ်6တောက်တွေရှောက်ဘလူးရော့ခေါ်ရှောက်ရွက်တွေထည့်ပါမယ်ပြီးလို့ရှိရင်လှီထားတဲ့ပဒဲကောဆပ်ပလင်နဲ့စိတ်ဖူးဥလေးတွေကိုပါထည့်ပါမယ်ပြီးရင်တော့ရေဆေးတန်းဆင်ထားတဲ့ငါးကိုလည်းတစ်ခါတည်းထည့်ပြုတ်ပါမယ်ရှင်အခွန်ခွာတန်းဆင်ထားတဲ့ကျက်သွန်နေဥတွေနဲ့ကျက်သွန်ဖြူကိုလည်းတစ်ခါတည်းထည့်လိုက်ပါမယ်ထိုင်းမဟင်ကချက်ဖို့မပါမဖြစ်စိမ့်သားငပိအနှဲငယ်နဲ့ထိုင်းငပိအကျိုးအနှဲငယ်ပါတစ်ခါတည်းထည့်လိုက်ပါမယ်ဒီလိုမျိုးစူပွက်လာပြီးဆိုရင်တော့ပြုတ်ထားတဲ့ငါးနဲ့ကျန်တဲ့ပါဝင်ပစ္စည်းတွေအကုန်လုံးကိုစကားနဲ့စစ်တင်လိုက်ပါမယ်ပြီးရင်တော့ငါးကိုလည်းတစ်ခါတည်းအသားနှွင်ထားမယ်ဒီကျန်တဲ့ဒီစိတ်ဖူးဥတွေငရုတ်သီးတွေကိုတော့စတေလာဆက်နဲ့ကြိတ်လိုက်ပါမယ်လက်နဲ့ထောင်းလဲရတယ်ဆိုပေမဲ့ဆက်နဲ့ကြိတ်လိုက်တော့တခါတည်းပြပြနဲ့နဲ့လေးနဲ့ paste ဖြစ်သွားတယ်ပေါ့နော်အဲဆိုစီတက်လို့ရှိရင်အနံ့ပုံမွေးစေပါရဲ့ရှင်အသားနှင်ထားတဲ့ငါးတွေကိုလည်းစတေလာငရုတ်စုံလေးနဲ့ထည့်ပြီးတော့ညံ့ညံ့ကလေးဖြစ်အောင်ထောင်းလိုက်ပါမယ်ပြီးရင်တော့ထောင်းထားတဲ့ငါးနဲ့ခုနကကြိတ်ထားတဲ့အနှစ်တွေကိုစီလေးနှဲငယ်ထည့်ပြီးတော့ရောတက်ပါမယ်အခုလိုမျိုးလေးလေးလုံးလုံးလေးဖြစ်လာပြီဆိုရင်တော့ခုနကပြုတ်ထားတဲ့ငါးပြုတ်ရည်အိုးထဲကိုပေါ့နော်စီတက်ထားတဲ့ငါးတွေကိုထည့်လိုက်ပါမယ်ကိုစားချင်တဲ့အသားလုံးနဲ့အသားတွေကိုထည့်လို့ရပါတယ်စတေလာကတော့ငါးအသားလုံးလေးရဲ့ဆေးကြောတန်းဆင်ထားတဲ့ကြက်သွေးလေးကိုလီးပြီးတော့ထည့်လိုက်မယ်သူ့မဟုတ်ဟင်ကအရသာကပေါ့နော်ပြင်းပြင်းလေးဆိုတော့စတေလာတို့အရသာအများကြီးထည့်ဖို့မလိုဘူးစတေလာဆိုလို့ရှိရင်ကြက်သားမဟုတ်တစုံနဲ့ဒီစားတစုံရဲ့ပဲထပ်ထည့်ရတယ်ပေါ့နော်ပြီးရင်တော့စတေလာတို့တအိုးသက်ပြုတ်ထားတဲ့ကြက်ချစ်တောက်လေးတွေကိုဆယ်ထည့်လိုက်ပါမယ်ကြက်ချစ်တောက်အချိုတွေကအချိုတွေနဲ့ပေါ့နော်ခြုံနေပြီးသားဆိုတော့အရသာဒါအရင်အများကြီးထည့်စရာမလိုဘူးချက်ချက်တောက်ကလည်းနူးပြီးသားဆိုတော့စတေလာတို့ဒီလိုမျိုးဖွက်ဖွက်ဆူလာပြီးဆိုလို့ရှိရင်အနက်နဲ့ထပ်မွေးဖို့ပေါ့နော်ရှောက်ရွက်ရဲ့လှီးထားတဲ့ဒီချက်တော်မိတ်ပင်လေးတွေကိုအပေါ်ကနေအုပ်လိုက်ပါမယ်ကိုချက်ထားတဲ့ချိန်လေးတအိမ်လုံးကိုမှွေးကြိုင်နေရပဲကဲစတေလာတို့ကတော့စားဖို့ပြင်ဆင်တော့မယ်သူ့မို့ဟင်ကပေါ့နော်ဆိုင်မှာဆိုလို့ရှိရင်ဒီလှီးထားတဲ့ကော်ဖီတီရဲ့အချင်အတွက်ကိုကသူတို့ကမုံညင်းချင်နဲ့ရောစားတာပေါ့နော်စတေလာတို့ကတော့တမယာဒီပဲညှစ်စားပါမယ်စတေလာဂျန်တွင်းဆိုတော့လေအရွက်တွေကလည်းအများကြီးဝယ်လို့အဆင်မပြေရနဲ့စတေလာတို့အိမ်မှာရှိတဲ့အရွက်ကလေးနဲ့ပဲထည့်စားလိုက်ပါမယ်စတေလာတို့ကတော့ဒီပပလီထားတဲ့ချက်ဟင်ကားသီးလေးတွေရဲ့ပင်စိမ်းရဲ့ဟိုတာကပေါ့နော်ဝက်သားခင်တွေပါနေတွဲစားတဲ့အဲ့ဒီပင်စိမ်းတစ်မျိုးပဲပေါ့နော်သူကပင်စိမ်းအနီလို့ခေါ်တယ်အဲ့ဒီပင်စိမ်းရွက်ကလေးနဲ့စတေလာတို့ကတော့စားပါမယ်ဒါကတော့စတေလာတငယ်ချင်းပေါ့နော်အေဝါကအရင်ပွဲပြင်ပြီးတော့သူ့ကိုအရင်ဗီဒီယိုရိုက်ဖို့သူ့အရင်ပေးစားတာပေါ့နော်တင်မဟင်ကလည်းတခြားချက်သားနဲ့ချက်သားတို့ငါးတက်တက်နဲ့ချက်တာတို့အုံနူးနဲ့ချက်တာလို့အဲ့လိုဟင်းကြီးအများကြီးရှိရပေါ့နော်စတေလာတို့ကတော့ငါးနဲ့ဒီချက်ချစ်တောက်ရဲ့ချက်သူရဲ့ဒီလိုပုံစံရိုးရိုးလေးပဲချက်လိုက်တာပေါ့ချက်နေတွေအများကြီးရှိတာအောင်မှာဒါကတော့စတေလာတို့ပုံစံလေးနဲ့ချက်ထားတာပါအဆက်ကြိုက်လို့ရှိရင်တော့ငရုတ်သီးမုံထက်ထည့်စားလို့ရတယ်ပေါ့နော်ဒီဟင်းရဲ့ပုံစံကပူဆက်ချက်တွေကတခါလေးချက်ထားဖြစ်တဲ့အတွက်စတေလာတို့ကတော့ငရုတ်သီးမုံထက်မထည့်စားတော့ပါဘူးဒီတိုင်းလေးပဲစားမယ်ပေါ့နော်ပါဝင်ပစ္စည်းတွေကလည်းအများကြီးမဟုတ်တော့ပေါ့နော်လိုက်ပြီးတော့ချက်စားကြည့်ကြပါအောင်နော်စတေလာရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့နှစ်ဆန်တရက်နေ့ကနေစပြီးတော့ပေါ့နော်တစ်နှစ်ပတ်လုံးကျန်းမာချမ်းသာပြီးတော့အနာရောဂါတွေကင်းဝေးနိုင်ကြပါစေငွေကြေးလက်လာပါတွေလည်းရှင်လန်းနိုင်ကြပါစေလို့စတေလာတို့တငယ်ချင်းတွေကနေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲတက်တာပါ